အားလုံးပဲမင်္ဂလာပါ next step မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုထူပါဘယ်ကူးရိုးမဆိုတာမြန်မာနိုင်ငံရဲ့ကြောရိုးတင်မကပဲလူဝစစ်တီအများကြီးပုံအောင်နေတဲ့နေရာတစ်ခုလေးဖြစ်ပါတယ်လူသူမနီးတဲ့ရိုးမရဲ့အသေးနှလုံးတောနက်ပိုင်းထဲမှာစိမ့်ဆုံနေတဲ့ຫນွယ်ပင်တွေနဲ့တစ်ပင်ကြီးတွေအောင်မှာဖုံးကွယ်နေတဲ့အုံရိုးဟောင်းတွေထူးဆန်းတဲ့ကြောက်စားတိုင်တွေကိုမုတ်ဆိုးတွေတစ်ခါတည်းတွေ့ရကြခုပါတယ်ဒါဟာတမိုင်းမှာမတမ်းမရှိခဲ့တဲ့ဒါမှမဟုတ်တမိုင်းစာမျက်နှာပေါ်ကနေအစားအနာမကြံပျောက်ကွယ်သွားခဲ့တဲ့ရှေးဟောင်းရဲ့ကြီးမှုမျိုးတော်တစ်ခုရဲ့အကျွင်းအကြံတွေဖြစ်နေမလားဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒေတာခန်ဒီရဲ့အဆိုအရဒီနေရာဟာတာမန်လူတွေဝင်လို့မရတဲ့ဂမ်ဘီယာနေမြေတစ်ခုဖြစ်ပြီးညပါဆိုရင်ရှေးခဲဝတ်စုံတွေနဲ့လူတွေတွာလာနေတဲ့အရေးတွေကိုမြင်တွေ့ရတတ်တယ်လို့တောင်ဆိုကြပါတယ်တော်နာထဲမှာဘာကြောင့်ဒီလိုမျိုးကြီးတစ်မျိုးတည်ရှိခဲ့တာလဲဘယ်လိုအကြောင်းကြောင့်ပျောက်ကွယ်သွားခဲ့တာလဲဆိုတာကတော့အခုထက်ထိဗဟေဒီတစ်ခုပါပဲတော်နတ်ထဲကဒီရှေးဟောင်းမျိုးတော်ဟောင်းရဲ့အရေးတွေဟာဘယ်ကူးရိုးမရဲ့အသေးနှလုံးထဲမှာညင်သက်စွာနဲ့ဘုံကွယ်နေစေဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်